Hello အားလုံးပဲမင်္ဂလာပါအခုဖုန်းနဲ့နိုင်နဲ့ချိန်ပြီး wallpaper ပြောင်းနေဗီဒီယိုလေးပြောပြပေးပါမယ်ကျွန်တော်ပထမဆုံး Very Fit application ကို download ဆွဲရမယ်ကိုဖုန်းထဲမှာ Play Store နဲ့ download ဆွဲပါ iOS ဓမ္မဆိုလဲ App Store မှာ download ဆွဲလို့ရပါတယ်ပြီးရင် add device လေးနှိပ်ပြီးတော့နိုင်နဲ့ဖုန်းနဲ့အရင် join ရပါမယ်အဲ့ဒါချလို့တွေ့တယ်ဆိုရင်အဲ့ဒါလေးဒီ smartwatch ဆိုတော့ပေါ်လာလိမ့်မယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါဒါဆိုရင်နိုင်နဲ့ဖုန်းနဲ့ join ပါပြီနိုင်နဲ့ဖုန်းနဲ့ join ရပြီဆိုတော့သူ permission တွေတောင်းပါမယ်ဖုန်းလိုင်းနိုင်ထဲမှာ notice တက်မလားဖုန်းလိုင်းရင်နိုင်ထဲမှာလာပေါ်အောင်လုပ်မလားဆိုပြီးတော့အဲ့လိုမျိုးပေါ်ပါတယ်ဖုန်းပြောင်းရင်နိုင်ကနေချာနိုင်ပြောင်းရင်ဖုန်းကနေချာလို့ရတဲ့ system လေးတွေလည်းပါပါတယ် remote capture ဓာတ်ပုံရိုက်စနစ်လည်းပါပါတယ်ပြီးကြတော့နိုင်ထဲမှာ QR code လေးတွေပဲလည်းထားလို့ရပါတယ်ကို Facebook account ရဲ့ထားမှာလား wait page KB တို့ဘာလို့ပဲထားမလားရပါတယ်ပြီးကြတော့အရေးကြီးတဲ့ message push လေးရှိပါတယ်ဒီဒါလေးကကြတော့ကိုဖုန်းမှာဝင်စေခြင်းနဲ့ message ရဲ့ notification Facebook ဆို Facebook ထားမလားအဲ့လေးပါအဲ့ဒါကြတော့ကျမ်းမာရေးအဲ့ဘက်ကတောင်းရတာပေါ့နော်ရေတောက်ချိန်သတိပေးတာနဲ့အထိုင်များရင်သတိပေးတာတို့အဲ့ဒါလေးတွေအားလုံးလုပ်လို့ရပါတယ်နောက်ဆုံးချက် wallpaper ပြောင်းနေပါ custom dial ထဲကနေဝင်ပြီးတော့ပြောင်းရပါမယ်ပြီးရင် click add to background လေးကိုနှိပ်လိုက်ပါဒါဆိုရင်ကို glade တွေကပုံလေးရောက်သွားပါမယ်ကိုစိတ်ကြိုက်ဒီမှာချိန်ညှိယူလို့ရပါတယ်နော်ပုံလေးကိုတေချာလေးလှုပ်ပြီးသွားပြီဆိုရင်အမနာကြီးပြတာလေးကအပေါ်ထားမလားအောက်ထားမလား left right low အကလုံးပြရပါတော့ပြီးကြတော့ wallpaper နဲ့ live ဖက်တဲ့ဟိုစာတန်းလေးပေါ့နော်အဲ့ဒီအယောင်လေးပါအားလုံးပြောင်းလို့ရပါတယ်အားလုံးစိတ်တိုင်းကြပြင်ပြီးသွားပြီဆိုရင် install လေးကိုနှိပ်လိုက်ပါဒါဆိုရင်100%ပြည့်တဲ့အထိစောက်ပါ100%ပြည့်တာနဲ့အခုလိုမျိုးကိုလိုချင်တဲ့ wallpaper လေးရသွားပါပြီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့အထူးကျေးဇူးပါမြန်မာ smartwatch Alanza page ကပါ Very Fit application နဲ့ရှိရသမျှနိုင်တွေအားလုံးဒီပုံစံတွေပဲပါ